တကယ်ချင်းနဲ့အားလုံးမင်္ဂလာပါလို့လူတိုင်းဘဝမှာပြဿနာတွေကိုရင်ဆိုင်ကြုံတွေ့ကြရမှာပဲလေနော်ကြီးရဲ့ပြဿနာတွေရှိသလိုတီးရဲ့ပြဿနာတွေလည်းရှိတယ်ကျမဘဝမှာလည်းကျမတီးချင်တော့အောင်ကိုဖြစ်ရတယ်ပေါ့နော်ပြဿနာရှိခဲ့ပူတယ်အဲ့ချိန်မှာအသက်လည်းမရှင်ချင်တော့လူတွေနဲ့လည်းမတွေ့ချင်တော့ကျမကိုကျမလူဖြစ်ရတာကိုစိတ်ပြတ်သွားတဲ့အထီးကိုဖြစ်သွားရတဲ့အခြေအနေမျိုးမှာပေါ့တခြားလူတွေကတော့ဘလို့ကိုပြန်လဲတိဆောက်လဲတော့မသိဘူးကျမကတော့ကျမအကြောင်းဖြစ်တဲ့အတွက်ကျမရဲ့တိဆောက်ပုံလေးပြန်လဲမျှဝေချင်ပါတယ်လို့ကျမအဲ့ပြဿနာတွေဖြစ်တဲ့အချိန်မှာကျမဘယ်သူနဲ့မှစကားမပြောနိုင်တော့စကားလုံးတစ်လုံးတိုင်းကစကားပြောဖို့နီတာဖုန်းလေးပြန်ဖြေအောင်သမီးအဆင်ပြေလားလို့မေးတဲ့ဖုန်းကိုပြေပါတယ်လို့ပြန်ဖြေဖို့အတွက်ကိုအတန်မထွက်နိုင်တဲ့အခြေအနေဖြစ်သွားအဲ့ချိန်မှာကျမဘလို့ပြန်တွေးလဲဆိုတော့ခုချိန်မှာငါသေးသွားပြီငါဆိုတဲ့ကျမပေါ့နော်ကျမသေးသွားပြီအဲ့လိုသေးသွားပြီလို့တွေးလိုက်တာနဲ့တပြိုင်နက်ကျမအတွေးတွေကျမရဲ့အုံနောက်တွေထဲမှာကျမအရင်ဆိုင်ရမယ်ပြဿနာပဲဖြစ်ကျမကြောင့်ဖြစ်လာတဲ့ပြဿနာအားလုံးခဏလေးမိကျမသိသွားပြဿနာဖြစ်လာပြီဆိုရင်တော့ပုံစံမျိုးနဲ့ဖြေရှင်းကြရတာပဲလေရှောင်လွဲလို့မရတာဒါပေမဲ့တည်ငါအတွေးလေးကတည်ငါလေးကကျမတို့ခဏလေးငြိမ်းချမ်းမှုပြီးဖို့အတွက်ကိုတည်သွားပြီလို့တွေးကြည့်လိုက်တွေးကြည့်ပြီးတော့အစကနေပြန်စလိုက်ကျမတို့အခုပြန်စပြီအစ်တစ်ဖက်မွေးဖွားသလိုပဲအစကနေပြန်စလိုက်အဲ့ဒါဆိုရင်ဒီပြဿနာကျမတို့ပြန်သုံးသပ်ပြီးတော့တစ်ချက်ချင်းစီပြန်ဖြေရှင်းလို့ရတယ်ရှင်အားကြောင့်တစ်ခါတလေကိုငါအရန်ပေမန်းနေပြီငါဒီမိသားစုရဲ့ဝင်ဌာနအရန်လေးတာပဲငါမှအချွေးအရန်များနေပြီငါဘာမှတွေးလို့မရတော့ငါဘာမှလုပ်လို့မရတော့ဘူးလို့ကိုဖြစ်သွားရင်ဒီဘဝကိုခန္ဓာနဲ့ကိုကငါသိသွားပြီလို့သာတွေးလိုက်ငါသိသွားပြီဒါဆိုရင်ခဏလေးတကယ်ချင်းတို့ငြိမ်းချမ်းသွားမယ်ခဏလေးငြိမ်းချမ်းသွားမယ်အဲ့ငြိမ်းချမ်းပြီးပြီဆိုရင်ဘာကြောင့်ဖြစ်တယ်လဲဘယ်လိုဖြေရှင်းမလဲဆိုတော့အတွေးကောင်းတွေပေါ်လာနိုင်တယ်ရှင်ကျမကတော့ပြဿနာဖြစ်တော့အဲ့ဒီလိုစဉ်းစားခဲ့တယ်အဲ့ဒီလိုဖြေရှင်းနိုင်ခဲ့တယ်တကယ်ချင်းတို့တွေလည်းပြန်လည်မျှဝေပေးတာဖြစ်ပါတယ်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါ